ဒီတောင်ကိုဆက်ကြော်ရအလဲမှာစီးတဲ့မေယုတောင်နဲ့ဆက်ဆက်နေတယ်လို့ဗုဒ္ဓဘာသာဝင်တွေကယုံကြည်ကြပါတယ်။ပို့ပြီးတော့ထူးဆန်းတာကဒီတောင်ကိုတရုတ်အစိုးရကနေပြီးတော့လုံးဝကိုတက်ခွင့်မပေးပါဘူး။အခုလက်ရှိချိန်ဒီတောင်ပေါ်ကိုတက်ရောက်ဖို့သူမရှိသေးပါဘူး။ကမ္ဘာပေါ်မှာအရန်ကိုမှရှားပါပြီးတော့အလွန်မှမြင့်မြတ်တဲ့တောင်တစ်တောင်လည်းဖြစ်ပါတယ်။ဘာသာ၄ခုကနေပြီးတော့အမြင့်မြတ်ဆုံးနေရာဖြစ်သတ်မှတ်ထားတဲ့ဗုဒ္ဓဘာသာဟိန္ဒူဘာသာဂျိန်းဘာသာနဲ့ဘွန်ဘာသာတို့ဖြစ်ပါတယ်။ခိုင်လက်တောင်လို့ခေါ်ပါတယ်။မြန်မာခေါ်ဝေါ်ရကတော့ကေလာတာတောင်လို့ခေါ်ပါတယ်။တရုတ်နိုင်ငံတိဘက်ဒေသမှာရှိပါတယ်။အရန်ကိုမှမြင့်မြတ်တဲ့အတွက်တောင်ပေါ်ကိုတက်တာတဲ့တောင်ကိုတစ်ပတ်ပြည့်အောင်ပတ်လျှောက်ပြီးတော့ကုသိုလ်ယူကြပါတယ်ဒီတောင်ကိုတစ်ပတ်ပြည့်အောင်ပတ်လျှောက်ဖို့အတွက်အချိန်3ရက်လောက်ကြာပါတယ်တိဘက်လူမျိုးတွေရဲ့ဒလေးထုံးစံရကတော့ဒီတောင်မှာဗုဒ္ဓဘာသာဆိုင်ရာပွဲတော်တွေကိုနေ့စဉ်နေ့တိုင်းကျင်းပလေ့ရှိပါတယ်ဖျားဖွားမြင်တာညံလင်းရတာပြိဋိဘံဆိုင်ခဲ့တဲ့အထိမ်းအမှတ်တွေကိုဒီတောင်မှာနေ့စဉ်နေ့တိုင်းကျင်းပလေ့ရှိပါတယ်ပွဲတော်မှာဆူတောင်းကြတဲ့အလန်တိုင်တစ်တွေစိုက်ထူကြတဲ့တောင်ကိုပတ်ဆောက်ကြပြီးတော့တန်ဃာတော်တွေနဲ့မြစ်တာပို့ကြပါတယ်ဒီတောင်ရဲ့ဘေးမှာရန်ကုန်မှာမြင့်မြတ်တဲ့ရေကန်တစ်ခုလည်းရှိပါတယ်ကဘာလက်ခီးတွေနဲ့ဖျားဖို့ခီးတွေရေတွေချိုးကြတဲ့ဆုတွေတောင်းကြပါတယ်ဒီတောင်အောင်ဆိုရင်ပရမစ်ပုံစံလိုဇေဒီပုံစံလိုနဲ့အရန်ကုန်မှာလိုဝက်စမ်းကျယ်လွန်လာပါတယ်ခိုင်လက်တောင်အားဆိုရင်အမြင့်6638မီတာပေအားဖြစ်ရတော့11988ပေမြင့်ပြီးတော့ကမ္ဘာပေါ်အမြင့်ဆုံးတောင်တွေတည်းတစ်ခုလည်းဖြစ်ပါတယ်တရုတ်နိုင်ငံတွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့တိဘက်ဒေသထဲမှာရှိပါတယ်